မရရင်မရိုက်ဘူးတာယာဝရီမင်းနေရာရမှရိုက်မယ်ဒါကဇက်စရာကိုယ်တိုင်ကပရိုဂျူဆာတွေကိုရဲရဲဝံ့ဝံ့ရာဇတန်ပေးပြီးသူ့တပည့်စမ်းရည်မိုးအတွက်တိုက်ပွဲဝင်ပေးခဲ့တဲ့မာနပါစမ်းရည်မိုးရဲ့ဇက်ကောင်ကတာမန်ဖြစ်လျှောက်စိတ်ရမဟုတ်ဘူးကုန်းမောင်ခေရဲ့အလှည့်အပြောင်းမှာအကြီးမားဆုံးအဓိကမန်နိုင်ကြီးကိုစမ်းရည်မိုးတယောက်စုပ်ကန်ခွင့်ရသွားပါပြီတော်ယုံမာနတော်ယုံအစွမ်းစားနဲ့တော့ဒီလိုနေရာမျိုးကိုတန်းပြီးလက်ခံဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးဒီဇက်ကောင်ကဘာလို့ဒီလောက်တောင်ရေးပါနေရတာလဲကမိုင်းကိုပြန်လှန်ကြည့်ရင်တာယာဝရီမင်းဆိုတာနန်းဝင်နန်းစားလေးဝစ်ပြီးစမတ်ကြကြထိုင်နေုံနဲ့ပြီးမဲ့မင်းမျိုးမင်းတွေမဟုတ်ဘူးနော်တပင်အမှုပညာနဲ့အများကြီးပတ်သက်နေတယ်လို့တစ်ဖက်မှာလည်းတမိုင်းရဲ့အမှောင်ဆုံးအလှည့်အပြောင်းတွေရှိခဲ့တာတကယ်လို့တမိုင်းတိုင်းတေချာရိုက်ကူးမယ်ဆိုရင်စမ်းရည်မိုးရဲ့အမှုပညာတက်တန်းတစ်လျှောက်အစံပြားဆုံးတရုပ်ဆောင်ခွက်တွေကိုမြင်ရတော့မှာပါဘာလို့လဲတီလားဇကားထဲမှာစမ်းရည်မိုးကအယူတယောက်လိုယူသွပြရမယ့်အခန်းတွေပါဝင်လာမှာဖြစ်တယ်လို့ထိတ်တန်းတရုပ်ဆောင်တွေကိုတက်စီဆိုပြီးအမိန့်ချရမယ့်ခက်ထန်ရက်ဆက်တဲ့ဘရင်တစ်ပါးဖြစ်ထူးထူးခြားခြားကြီးကိုမြင်တွေ့ရဖို့ရှိနေလို့ပါပဲဒါဟာအခွင့်အရေးကိုလိုက်တောင်းတာမဟုတ်ပဲကိုယ့်အရေးချင်းကိုယုံကြည်လွန်းလို့ဒီနေရာဆိုပြီးဆေးရရဲ့မာနနဲ့ထိုက်ထိုက်တန်တန်ရယူခဲ့တဲ့အောင်ပွဲပါတကယ်ကိုကြည်ရကြိုးနှမ်းမဲ့ကုန်းမောင်တမိုင်းပုံရိပ်ကိုစမ်းရည်မိုးဘလို့ပုံဖော်မလဲဆိုတာရင်ခုန်စရာပါပဲပရိသတ်ကြီးရောတာယာဝရီမင်းကြီးအဖြစ်မြင်ခွင့်ရတော့မဲ့စမ်းရည်မိုးကိုလိုက်ဖက်မယ်လို့ထင်လားကိုမတ်မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးနော်